အာနာတဲ့အချင်းအာနာတဲ့အချင်းအာနာတဲ့အချင်းကိုဖျောက်ပါကိုအာနာပြီးတော့မှသူများအတွက်ကောင်းကျိုးပဲစဉ်းစားမယ်ကိုမိသားစုအတွက်ကြတော့ထိထိရောက်ရောက်မစဉ်းစားဘူးသူများကအာနာပြီးတော့မှကိုမိသားစုကြနစ်နာတာကိုကြတာမမြင်ဘူးသူကိုယ့်အိမ်မှာအလုပ်ရှိတာကိုကြတော့မမြင်ဘူးသူများကိုအကူအညီပေးဖို့ကြတော့တိုင်းငန်းနဲ့မြင်လာတယ်ဒီအကျင့်တွေကကိုမိသားစုကိုတဖြည်းဖြည်းနဲ့ထိလာတာပါအဲ့ဒါကအာနာတဲ့အကျင့်လို့ပဲခေါ်ရမှာလားကိုမိသားစုကိုတောင်းယူမှုအားနေသွားတာလားဒါမှမဟုတ်သူများကိုမအားဘူးငါဒီနေ့မလုံနိုင်ဘူးလို့ပဲပြောဖို့အာနာမနိုင်တာလားအဲ့ဒါတွေကကိုဘဝမှာတကယ်ရိုက်ခက်တဲ့အရာတစ်ခုပဲတခါတလေကိုကမသွားနိုင်ဘူးအချိန်လည်းမရှိဘူးဒါပေမဲ့တစ်ဖက်လူကအကူအညီတစ်ခုတောင်းလို့ကိုယ့်အိမ်ကိုလွတ်ပြီးတော့မှကိုသားသမီးရဲ့အကျိုးကိုခဏလွတ်ပြီးတော့မှခဏတစ်ဖြုတ်ပါပဲဒီတစ်ခေါက်တော့ကူညီလိုက်ပါမယ်ဆိုပြီးတော့မှအာနာမှုနဲ့သွားရတဲ့အခောက်ရည်တွေလည်းမများတော့ပါဘူးတချို့လူတွေကအဲ့ဒါတွေကမိသားစုကိုမိန်းမကိုကလေးတွေကိုထိပါတယ်အဲ့လိုဟာလေးတွေဖြစ်လာလို့ရှိရင်တော့ကျွန်တော်ဒီနေ့မအားဘူးလို့ပဲရင်ရင်ကျေးကျေးနဲ့ကောင်းကောင်းမွန်မွန်ပြောတတ်ဖို့တင်ယူတာအကောင်းဆုံးပါပဲ no ပြောတတ်ဖို့လိုပါတယ်ကျွန်တော်မနိုင်သေးဘူးကျွန်တော်မအားသေးဘူးကျွန်တော်ဒီဘက်မှာအလုပ်ရှိသေးတယ်လို့လည်းပြောတတ်ဖို့လိုပါတယ်အာနာရဲနဲ့ပဲဘဝမှာကိုယ့်အတွက်နှစ်နာခံပြီးတော့ကိုယ့်အတွင်းစိတ်ကမပြောတော့ဘူးလို့နဲ့ကိုမိန်းမတော့မျက်နာကကိုယောက်ျားအရှိမတော့ပြက်နေပြီတာယာမှုကပျောက်ဆုံးနေပြီအဲ့ဒါဘာကြောင့်လို့ဆိုတော့အာနာမှုမပြောနိုင်မှုဘာမပြောနိုင်ဆို no တခုမပြောနိုင်တာမလုံနိုင်ဘူးမအားဘူး no no တခုပဲမနိုင်အဲ့ဒါကိုကင်တွယ်ထားရမှာเนาะအဲ့ဒါတော့အရေးကြီးတယ်အဲ့ဒါကြောင့်မလို့အာနာတဲ့အချင်းတွေကလူတွေကိုဘာဖြစ်တယ်လဲဆိုရင်ပျော်ညောင်းစေတယ်ပျော်ပြောင်းစေတယ်แต่ပျော်အားလုံးဝမနာနဲ့ပြောတာမဟုတ်ပါဘူးအားနာတယ်ဆိုတာအတော်တင်အားနာတာကောင်းပါတယ်လွန်လွန်ကျွံကျွံအားနေတာလုံးဝမအားနာတာလုံးဝမကောင်းပါဘူးเนาะအတော်တင်အားနာပါကောင်းပါတယ်အလွန်အကျွံအားနာမိတော့ကိုယ့်အတွက်ရိုက်ခတ်မှုတစ်ခုပါကိုမိသားစုအတွက်လည်းကြည်ရမှာပါဘာလို့လဲဆိုစီဝါရဲ့အရာဖြစ်စေလူမှုရေးအရာဖြစ်စေကျမ်းမာရေးအရာဖြစ်စေအာနာမှုဆိုတာအတော်တင်လောက်ပဲစီတင်ပါတယ်အတော်တင်ကနဲ့အပူသွားရင်တော့အဲ့ဒါကိုရဲ့ရှုံးမှုတစ်ခုပါကိုယ့်အတွက်တကယ်အကျိုးရှိတယ်ဆိုရင်တော့တမျိုးပေါ့ဗျာအကျိုးလည်းမရှိဘူးစိုးရုံမှုပဲရှိတယ်ဆိုရင်တော့အဲ့ဒါကိုတော့တို့ပြောဖို့ပြင်ထားပါဗျာအကျိုးရှိတယ်ကိုယ့်အတွက်ရေရှည်မှာလက်တွဲမဲ့လူဟုတ်တယ်ဆိုရင်တော့တစ်ခါတလေကြတော့လေအဲ့ဒါတော့လှုပ်ပေးတင်တာပေါ့နော်နေရာတိုင်းကိုပြောတာမဟုတ်ပါဘူးတချို့နေရာမှာကြတော့လှုပ်တင်လှုပ်ရမယ်ဘာလှုပ်ရမလဲဆို no လို့ပဲပြောလိုက်ပါကျွန်တော်မအားဘူးတစ်ခါနင်းလိုက်ပါနှစ်ခါညင်းလိုက်ပါသုံးခါညင်းလိုက်ပါအဲ့ဒါဆိုရင်ကိုယ်အတွင်းစိတ်ကညင်းတက်တဲ့အကျင့်တစ်ခုပါလာလိမ့်မယ်လူတွေအားနာတယ်ဆိုတာကလူတွေအပေါ်မှာပဲအားနာတာပါလူတွေကိုရှင်းပြတတ်ရတယ်ကျွန်တော်တကယ်မနိုင်သေးဘူးဒီခေါက်ကျွန်တော်မှလည်းအလုပ်ကိစ္စရှိသေးတယ်ကောင်းကောင်းမစကားပြောတတ်ဖို့ရင်းချင်းချင်းနဲ့ပြောတတ်ဖို့လိုပါတယ်အားနာမှုကိုနိုင်ဖို့ကြတော့လေအဲ့ဒါကြောင့်မလို့အားနာတာကြတော့နားလည်ရမှာပေါ့နော်ကိုမိသားစုအခြေအနေဘယ်လိုရှိလဲကိုရဲ့ဝင်ငွေဘယ်လိုရှိလဲအဲ့ဒါတွေကိုလည်းကိုကတတိထားရမယ်အားနာမှုတစ်ခုတည်းနဲ့ကြောက်စိတ်တစ်ခုတည်းနဲ့သူစိတ်ဆိုးမှလားတစ်ခုတည်းနဲ့သွားလို့မရပါဘူးသူများစိတ်ဆိုးတာနဲ့ကိုမိသားစုအပေါ်မှာဘာမှလည်းမတက်ရဘူးဆိုရင်တော့စိတ်ဆိုးရင်လည်းစိတ်ဆိုးပဲစီလေးတစ်ခါစိတ်ဆိုးမယ်နှစ်ခါစိတ်ဆိုးမယ်တလားကနေဟိုဖက်ဆိုရင်သူ့လမ်းကြောင်းသူပေါ်ရောက်သွားလိမ့်မယ်စိတ်ဆိုးချင်တဲ့လူကိုသွားပြီးတော့မှတားယူရလို့မနေပါနဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လည်းလူတွေစိတ်ဆိုးတဲ့အချင်းရှိတဲ့လူနဲ့လည်းတားရောတာမကောင်းပါဘူးဒေါသကြီးတဲ့လူနဲ့လည်းအတော်တင့်ပဲအပေါ်ရင်လောက်ပဲပေါင်းတာကောင်းပါတယ်ဘာလို့ဆိုအာနာပြီးတော့လိုက်ရောညှူထွေမှုပေးတာလည်းတားကြီးမကောင်းပါဘူးဗျအတော်တင့်လောက်ပဲကောင်းပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးဖရာတရားလုပ်နိုင်ကြပါစေအလူဒါနလုပ်နိုင်ကြပါစေဗျာ